အခုဒီမှာမြင်တွေ့နေရတယ်လို့မျိုးလေမြန်လေးပြန်သွားပြီးတော့မြေပုံပေါ်မှာလမ်းကြောင်းဆွဲပြတဲ့အခုလိုမျိုးဗီဒီယိုလေးတွေကိုအလွယ်တကူဖန်တီးနိုင်တဲ့နည်းလမ်းလေးကိုမိတ်ဆွေတို့သိချင်ပါသလားဒါဆိုရင်တော့ဒီဗီဒီယိုလေးကိုကြည့်လိုက်ပါ Welcome to Access AI. အားလုံးမင်္ဂလာပါ channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ဗီဒီယိုမှာတော့ Facebook တို့ TikTok တို့ဒါမှမဟုတ် YouTube တွေမှာခီးသွွား blogger တွေတင်လေးရှိတဲ့နိုင်ငံတစ်ခုကနေတစ်ခုကိုလေမြန်လေးပြန်သွားပြီးတော့မြေပုံပေါ်မှာလမ်းကြောင်းဆွဲပြတဲ့အခုလိုဗီဒီယိုလေးတွေကိုတွေ့ဘူးကြမှာပါကြည့်ရတာအရင်ကမှစမ်းသစ်ပြီးတော့ professional ကြလွန်းတဲ့ design မျိုးဖြစ်တဲ့အတွက်ကြောင့်မလို့ motion effect တွေများစွာနဲ့ခက်ခက်လုပ်ရမယ်လို့ထင်နေပါသလားဒါပေမဲ့တကယ်တော့အခုလိုမျိုးဖန်တီးဖို့ကမခက်ခဲပါဘူးမိတ်ဆွေရဲ့လက်ထဲမှာရှိတဲ့ဖုန်းတစ်လုံးဒါမှမဟုတ်ကွန်ပျူတာတစ်လုံးရှိုံနဲ့အားလုံးအသုံးပြုနေတဲ့ Canva application နဲ့မှာပဲအခုလိုမျိုးအမိုက်စား map animation တွေကိုမိနစ်ပိုင်းအတွင်းမှာဖန်တီးလို့ရပါတယ်ဒီနေ့ဗီဒီယိုမှာတော့အခုမှစလုပ်မဲ့ beginner အဆင့်ကနေစပြီးတော့တစ်ဆင့်ချင်းလိုက်လို့ရအောင်အသေးစိတ်ပြောပြပေးတော့မှာဖြစ်တဲ့တရားမလို့ဗီဒီယိုလေးကိုအဆုံးထိအောင်လိုက်ပါကြည့်ရှုဖို့အတွက်ဖိတ်ခေါ်ပါတယ်ပထမဆုံးအနေနဲ့ကျွန်တော်တို့ရဲ့ကွန်ပျူတာသို့မဟုတ်ဖုန်းကနေပြီးတော့ Canva တွေကိုအရင်ဝင်လိုက်ပါမယ်ဝင်ပြီးတော့ရင်တော့ကိုယ်စိတ်ကြိုက် project တစ်ခုကို create လုပ်ရမှာပါအခုဒီမှာဆိုရင် create ထဲကနေပြီးတော့ landscape YouTube video မျိုးစားလေးကိုရွေးချယ်ပြီးတော့ project တစ်ခုဖန်တီးလိုက်ပါမယ်ပြီးရင်တော့ဗီဒီယိုဖန်တီးဖို့အတွက်ဒီဘယ်ဘက်က menu bar မှာရှိတဲ့ app ဆိုတဲ့ထဲကိုဝင်လိုက်ရမှာပါဒီနေရာကိုရောက်ပြီဆိုရင်တော့ဒီအပေါ်က search bar မှာအခုလိုမျိုး map video ဆိုပြီးတော့ရိုက်ရှာလိုက်ပါဒါဆိုရင်တော့အခုလိုမြေပုံစံလေးနဲ့ပထမဆုံးပေါ်နေတဲ့ application လေးကိုမြင်တွေ့ရမှာပါဒီမှာမြင်တွေ့နေရတဲ့ application လေးကို click နဲ့ပြီးတော့ဝင်လိုက်ပါမယ်ဒီ application လေးကနေပြီးတော့ပဲကျွန်တော်တို့လိုချင်တဲ့မြေပုံ animation video လေးတွေကိုအလိုအလျောက်အလွယ်တကူဖန်တီးပေးသွားမှာပဲဖြစ်ပါတယ်ဆိုတော့ app လေးကိုနှိပ်လိုက်တာနဲ့အခုလိုမျိုးနေရာကိုရောက်သွားမှာဖြစ်ပြီးတော့ဒီအောက်က open ဆိုတာလေးကိုနှိပ်လိုက်ပါဒါဆိုရင်တော့ map video application ရဲ့ dashboard တွေကိုရောက်လာပါပြီဒီနေရာမှာကျွန်တော်တို့စိတ်ကြိုက် setting တွေကိုပြုပြင်လို့ရပါတယ်ဆိုတော့ပထမဆုံးတစ်ခုအနေနဲ့ကတော့ video ရဲ့ကြာချိန်ကိုရွေးပေးရပါမယ်ပုံမှန် default အနေနဲ့ကတော့9စက္ကန့်လောက်ရှိနေပေမဲ့ low to ပို short လုပ်လို့ရပါတယ်ဒီမှာဆိုရင်2စက္ကန့်ထားလို့ရတယ်ဒါမှမဟုတ်ရင်ကျွန်တော်တို့10စက္ကန့်ထိအောင်လည်းတိုးသွားလို့ရပါသေးတယ်အခုဒီမှာဆိုရင်တော့နည်းနည်းလေးပိုရှည်တဲ့ video လေးကိုဖန်တီးနေတာဖြစ်တဲ့အတွက်ကြောင့်မလို့10စက္ကန့်ကိုပဲပြောင်းပေးလိုက်ပါမယ်နောက်တစ်ဆင့်ကတော့မြေပုံပေါ်မှာပြန်တန်းသွားမဲ့လေယာဉ်အမျိုးအစား plain icon type ကိုရွေးပေးရမှာပါဆိုတော့အခုဒီမှာဆိုရင် plain icon type ဆိုတာလေးရှိပါတယ်လေယာဉ်ပြန်ပုံစံအမျိုးမျိုးရှိတဲ့ထဲကနေပြီးတော့ကိုကြိုက်နေတဲ့ပုံစံလေးတစ်ခုကိုရွေးပေးရမှာပါအခုဒီမှာဆိုရင်ခီးသွားပေါ်ဗီဒီယိုပုံစံလေးလောက်မှာဖြစ်တဲ့ကြောင့်မလို့ဒီလေယာဉ်လေးကိုရွေးချယ်လိုက်ပါမယ်မိတ်ဆွေတို့ကလည်းကိုယ်စိတ်ကြိုက်လေယာဉ်ပုံစံလေးကိုဒီမှာရွေးလို့ရပါတယ်တတိယအဆင့်ကတော့တကယ်ကိုအဓိကအကြဆုံးပိုင်းမှာဒီမှာဆိုရင် country 1ဆိုတာလေးကိုတွေ့ရပါလိမ့်မယ်ဒါကတော့ကိုစထွက်မဲ့နိုင်ငံကိုအခုဒီမှာမြင်တွေ့နေရတဲ့ country 1ဆိုတဲ့နေရာမှာရွေးချယ်ပေးရမှာပါဥပမာကျွန်တော်ကအခုဒီမြန်မာနိုင်ငံကနေစပြီးတော့ထွက်မယ်ဆိုရင်အခုဒီထဲမှာနိုင်ငံတွေများစွာရှိတဲ့ထဲကနေပြီးတော့မြန်မာနိုင်ငံကိုရွေးပေးလိုက်ပါမယ်ပြီးရင်တော့နောက်ထပ်တစ်ခုကတော့ country 2ပါ country 2ကတော့အခုကျွန်တော်တို့ကိုသွားခြင်းတဲ့နိုင်ငံကိုရွေးပေးရမှာပါဒီနေရာမှာဆိုရင်တော့ကျွန်တော်တို့နိုင်ငံတွေများစွာရှိတဲ့ထဲကနေပြီးတော့ကိုသွားခြင်းတဲ့နိုင်ငံတစ်ခုကိုရွေးပေးလိုက်လို့ရပါတယ်ကျွန်တော်တို့အခုဒီမှာ South Korea ကိုရွေးလိုက်ပါမယ်ဒီလိုထည့်ပြီးသွားပြီဆိုရင်တော့နောက်ထပ်အရေးကြီးဆုံးတစ်ခုကတော့ဒီအောက်နားမှာရှိတဲ့ add flag face ဆိုတဲ့ box လေးရဲ့ add text ဆိုတဲ့ box လေးတွေကိုအမှန်ကျစ်လုပ်ပေးရမှာဖြစ်ပါတယ်ဆိုတော့မိတ်ဆွေရဲ့ထဲမှာ add flag face တစ်ခုတည်းပဲအမှန်ကျစ်ပေါ်နေတယ်ဆိုရင်အောက်က add text ဆိုတာလေးပါအမှန်ကျစ်လုပ်ထားပေးဖို့လိုပါတယ်ဒါမှမြေပုံပေါ်မှာနိုင်ငံနာမည်တွေနဲ့စာသားတွေကတခါတည်းပေါ်နေမှာဖြစ်ပါတယ်အခုလိုမျိုးကိုယ်စိတ်ကြိုက်အားလုံးရွေးပြီးသွားပြီဆိုရင်တော့ဒီအောက်မှာရှိနေတဲ့ create video ဆိုတာလေးကိုနှိပ်ပေးလိုက်အောင်ပါပဲဒီမှာဆိုရင်တော့သူ့ဘက်ကနေပြီးတော့ဗီဒီယိုလေးစတင်ဖန်တီးပေးနေပါပြီသူ့ဘက်က generate လုပ်နေတဲ့အချိန်လေးကျွန်တော်တို့ခဏစောင့်ပေးရပါမယ်အချိန်လေးခဏစောင့်ပြီးတဲ့နောက်မှာဆိုရင်တော့အခုလိုမျိုးသူ့ဘက်ကဖန်တီးပေးလာတဲ့ map video လေးကို preview အနေနဲ့မြင်တွေ့ရမှာပါသူ့ဘက်ကထုတ်ပေးလာတဲ့ဗီဒီယိုလေးကိုမကြိုက်သေးလို့ပြန်ပြင်ချင်နေဆိုရင်လည်းအခုဒီအောက်မှာမြင်တွေ့နေရတဲ့ start over ကိုနှိပ်ပြီးတော့ပြန်ထုတ်ခိုင်းလို့ရတယ်လို့အကယ်၍အဆင်ပြေတဲ့သဘောကျတယ်ဆိုရင်လည်းဒီမှာမြင်တွေ့နေရတဲ့ add to design ဆိုတာကိုနှိပ်ပေးလိုက်အောင်ပါပဲဒါဆိုရင်တော့ဒီဗီဒီယိုလေးကကျွန်တော်တို့ရဲ့ project တွေကို auto ရောက်လာမှာပဲဖြစ်ပါတယ်အခုလိုမျိုးရောက်ရှိလာတဲ့မြေပုံဗီဒီယိုလေးကိုကျွန်တော်တို့ရဲ့ video frame size နဲ့ကိုက်ညီအောင်ကျွန်တော်တို့နည်းငယ်ညှိပေးရပါမယ်ဒါမှမဟုတ်ဘဲနဲ့ဒီမှာမြင်တွေ့နေရတဲ့အဆက်လေး30ပေါ်မှာ right click နှိပ်ပြီးတော့ set video x background ဆိုပြီးတော့တခါတည်းနှိပ်ထည့်ပေးလိုက်ရင်လည်းရပါတယ်ဒါဆိုရင်တော့အခုလိုမျိုးကျွန်တော်တို့ရဲ့ video frame နဲ့ quality fix to page ဖြစ်သွားပါပြီဒီမှာဆိုရင် miss တို့မြင်တဲ့အတိုင်းပဲ timeline ထဲမှာရောက်ရှိလာတဲ့ video က5စက္ကန့်ပဲပါဝင်တာတကြောင်မလို့ဒီဘေးကနေပြီးတော့အဆုံးထိအောင်ပါလာအောင်ဆွဲပေးလိုက်ရပါမယ်ဒါဆိုရင်တော့သူ့ဘက်ကထုတ်ပေးလာတဲ့10စက္ကန့် video အတိအကျလေးကိုဒီမှာမြင်တွေ့ရမှာဖြစ်ပါတယ်
Okay ဒီမှာဆိုကျွန်တော်တို့ကအသွားဗီဒီယိုတစ်ခုရပြီဆိုတော့အပြန်အနေနဲ့နောက်ထပ်တစ်ခုထပ်ပြီးတော့စမ်းကြည့်ပါမယ်ဒီတစ်ခါတော့ကိုစထွက်မဲ့ country 1နေရာမှာအစောကရောက်ရှိထားတဲ့ South Korea ကိုပဲပြန်ပြီးတော့ရွေးပြလိုက်ပါမယ်ပြီးရင်တော့ကိုပြန်သွားမဲ့နိုင်ငံ country 2နေရာမှာတော့ဒီကျွန်တော်တို့သွားခဲ့တဲ့မြန်မာနိုင်ငံကိုရွေးပြလိုက်ပါမယ်အစောကရှေ့မှာလောက်ခဲ့တဲ့အဆင့်တွေအတိုင်းပဲဒီအောက်မှာရှိနေတဲ့ add flag fee တွေ add text တွေကိုအမှန်ချစ်ပေးလိုက်ပြီးတော့ create video ဆိုတာလေးကိုနှိပ်ပြီးတော့ဖန်တီးခိုင်းလိုက်ရုံပါပဲအကယ်၍ duration တွေပါပြောင်းကျင်နေဆိုရင်လည်း miss တို့စိတ်ချပြန်ပြင်လို့ရပါတယ်ဒီမှာဆိုရင်တော့ဗီဒီယိုလေးရရှိလာပါပြီဒီဗီဒီယိုလေးကိုအစောကအတိုင်းပဲကိုကြိုက်တယ်ဆိုရင် add to design ကိုနှိပ်လိုက်ပြီးတော့ကျွန်တော်တို့ project တွေကိုထည့်လို့ရတယ်အကယ်၍မကြိုက်သေးဘူးဆိုရင် start over ကိုနှိပ်ပြီးတော့ပြန်ခိုင်းလို့ရပါတယ်ဆိုတော့ဒီမှာဆိုရင်တော့ဗီဒီယိုလေးနှစ်ခုရရှိလာပါပြီအဲ့ဒါကိုမှဒီ Canva ထဲမှာပဲကျွန်တော်တို့စိတ်ကြိုက်လို့သလိုဒီဗီဒီယိုတွေကို speed အတိုး short လောက်တာမျိုးတွေကိုဖန်တီးခြင်းနဲ့နောက်ထပ် clip လေးတွေထပ်ထည့်တာတွေ sound effect တွေထည့်တာထောင်းဝင်စာတန်းလေးတွေထိုးခိုင်းတာစသဖြင့်စိတ်ကြိုက်ဖန်တီးလို့ရပါတယ်ဒီမှာဆိုရင်တော့ကျွန်တော်ကိုဖန်တီးခြင်းတဲ့ပုံစံလေးအတိုင်း chat clip လေးတွေရဲ့ sound effect လေးတွေရဲ့စာတန်းလေးတွေကိုထည့်ပြီးတော့ဖန်တီးကြည့်လိုက်ပါမယ်အခုဆိုရင်တော့ကျွန်တော်တို့ project လေးအားလုံးပြီးဆုံးသွားပါပြီ final result လေးကိုတစ်ချက်ကြည့်ကြည့်လိုက်ရအောင်ပါမိတ်ဆွေမြင်တွေ့တဲ့အတိုင်းပဲမြန်မာနိုင်ငံကနေပြီးတော့ကိုရီးယားနိုင်ငံကိုပထမဆုံးလေယာဉ်လေးပြန်တန်းသွားတာကိုမြင်ရပါမယ်အဲ့ဒါပြီးရင်တော့ကျွန်တော်တို့ဒီဂျားထဲမှာထည့်ထားတဲ့ clip အပိုလေးတွေကနေပြီးတော့နောက်ထပ်ကိုရီးယားကနေပြီးတော့မြန်မာနိုင်ငံကိုပြန်သွားတဲ့လေယာဉ်ပုံစံလေးကိုမိတ်ဆွေတို့ဒီဗီဒီယိုလေးထဲမှာမြင်တွေ့ရမှာဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့ဒီမြန်မာနိုင်ငံကနေကိုရီးယားကနေပြီးတော့မြန်မာနိုင်ငံကိုလေယာဉ်အသွားအပြန်ပြန်တန်းမှုအမိုက်စား map animation ဗီဒီယိုလေးကိုဖန်တီးခဲ့တာဖြစ်ပါတယ်အခုဒီမှာအကုန်လုံးချိန်ညှိပြီးသွားပြီဆိုတော့ဗီဒီယိုလေးကို device ထဲမှာတင်ဖို့အတွက်ဒီညာဘက်အပေါ်တော့မှာရှိတဲ့ share ဆိုတာလေးကိုနှိပ်လိုက်ရပါမယ်ပြီးရင်တော့ဒီအောက်က download ဆိုတာလေးကိုထပ်နှိပ်လိုက်ပါမယ်ဒါဆိုရင်တော့အခုလိုမျိုး resolution ရွေးရမယ့်နေရာကိုရောက်သွားပါလိမ့်မယ်ဒီနေရာမှာဆိုရင်240 720ပြီးရင် 1080 ဒါဝင် 4K ထိအောင် resolution တွေကိုကိုယ်စိတ်ကြိုက်ရွေးပြီးတော့ down လိုက်လို့ရပါပြီအခုဒီမှာဆိုရင်မိတ်ဆွေတို့မြင်တွေ့တဲ့အတိုင်းပဲဘာမှ motion effect တွေခက်ခဲထည့်နေစရာမလိုဘဲနဲ့ Canva ထဲမှာပဲအခုလိုမျိုး map animation video လေးကိုအလွယ်တကူဖန်တီးလို့ရတာပဲဖြစ်ပါတယ်ဆိုတော့မိတ်ဆွေကခီးသွား blog တွေဖန်တီးနေတာပဲဖြစ်ဖြစ်သမိုင်းကြောင်းရှင်းလင်းချက် video တွေအသိပညာပေး video တွေမှာအခုလိုမျိုး map animation လေးတွေထည့်သွင်းအသုံးပြုခြင်းနဲ့ဆိုရင် Canva ထဲမှာပဲအလွယ်တကူဖန်တီးလို့ရပါတယ်ဒါဆိုရင်တော့ကြည့်ရှုသူတွေအတွက်အမြင်ဆန်းစေပြီးတော့ကိုယ့်ရဲ့ဗီဒီယိုကိုလည်းပို့ပြီးတော့စိတ်ဝင်စားစေမှာသိကြပါတယ် Okay ဒါကတော့ Canva ကိုအသုံးပြုပြီးတော့ map animation ဗီဒီယိုလေးဖန်တီးနည်းကိုလက်တွေ့မျှဝေသုံးပြပေးခဲ့တာဖြစ်ပါတယ်ဒီနည်းလမ်းလေးကမိတ်ဆွေတို့အတွက်အကျိုးရှိအသုံးဝင်စေလိမ့်မယ်လို့ယုံကြည်ပါတယ်အကယ်၍အသုံးပြုရင်းနဲ့အခက်အခဲတစ်စုံတစ်ရာရှိခဲ့တာဒါမှမဟုတ်တခြားကိုသိကျင်တဲ့ AI tools တွေအကြောင်းအရာတွေရှိတယ်ဆိုရင်လည်းပဲ comment box မှာရေးခဲ့ပေးလို့ရပါတယ်ဒီဗီဒီယိုလေးကမိတ်ဆွေတို့အတွက်အကျိုးရှိစေတယ်ဆိုရင်အခြားကိုယ့်ရဲ့မိတ်ဆွေတွေတငယ်ချင်းတွေသိရှိရအောင် like လေးနှိပ်ပြီးတော့ share သွားပေးလို့ရပါတယ်နောက်ထပ်လည်းအားလုံးအတွက်အကျိုးရှိအသုံးဝင်စေမယ့် tutorial video တွေကိုအမြဲမပြတ်မျှဝေတင်ဆက်ပေးတော့မှာဖြစ်တဲ့ကြောင့်မလို့ channel လေးကို subscribe လုပ်ထားပြီးတော့ notification လေးကိုနှိပ်ထားဖို့လည်းမမေ့ပါနဲ့အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်လည်တွေ့ပါမယ်